သိန်း2000ကျော်နဲ့ရမယ်ကြောက်ပြားမြေပေးက New River's Reburana Riverside Condo New River's Condo ကလူနေထူထပ်တာမျိုးမကြိုက်ပဲတဘာဝရှုခင်းလေးတွေနဲ့အေးအေးဆေးဆေးနေခြင်းတဲ့သူတွေ shopping mall CBD area တွေနဲ့မနီးမမွေးမှာနေခြင်းတဲ့သူတွေကျိုးပွိုက်ကွန်ဒိုကိုမှအချိန်အကျိုင်းမစောင့်ခြင်းတဲ့သူတွေအတွက်အထူးအဆင်ပြေစေမယ့်ကွန်ဒိုတစ်ခုဖြစ်ပါတယ်New River's Reburana Condo က Rama 9 တရာအနီး Reburana လမ်းမပေါ်ကြောက်ပြားမြစ်အနီးမှာတည်ရှိပါတယ်။ကွန်ဒိုကနေ850မီတာအကွာမှာခရိုင်အောင်လိုင်း Reburana MRT စီမံကိန်းရှိတဲ့အတွက်နောက်ပိုင်းမှာတွားရေးလာရေးပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ Busy Reburana, Sina Fest, The Mall Tabra အစရှိတဲ့ဈေးဝယ်စင်တာတွေနဲ့မနီးမဝေးအကွာအဝေးမှာရှိပါတယ်။ Freehold ownership နဲ့အပြည့်အဝပိုင်ဆိုင်မှုကိုယ်ပိုင်အမည်ပေါက်ရရှိမှာဖြစ်ပါတယ်။ Pet friendly ဖြစ်တာကြောင့်အခွေးလေးတွေကြောင်လေးတွေမွေးခြင်းတဲ့သူတွေအတွက်အဆင်ပြေစေမှာပါ Riverfront Pool, River Lounge နဲ့ River Fitness Center အစရှိတဲ့အမိုင်စား facility တွေအပြင်အခြား facility တွေလည်းပါဝင်ပါတယ်Studio 22 square meter 1 bedroom plus 34 square meter နဲ့2 bedroom 50 square meter ဆိုပြီး3မျိုးရွေးချယ်ဝယ်ယူနိုင်ပါတယ်လူကြီးမင်းတို့အနေနဲ့ New River's Reburana Condo ကိုစိတ်ဝင်စားလို့အခန်းကြည့်ခြင်းနဲ့ဆိုရင်တော့ဟာမုတ်ဆာမြန်မာကိုအမြန်ဆုံးဆက်သွယ်နိုင်ပါတယ်